ဆိုင်ကောင်ကလည်းဆိုင်ဆန္ဒဆိုင်ကောင်ကလည်းဆိုင်ဝင်လေးသူဆန္ဒဆိုင်ကောင်ကလည်းဆိုင်အလုံးမင်းကြလားပါဆိုရင်ကျွန်တော်ကတော့ဒီတူနာဘုံမိမှလည်းစိတ်မှာမနော်ကိုကမြန်မာပြည်သားလေးကိုကမြန်မာပြည်ကိုကဲလာပြီးတော့ကိုကဘန်ကောက်မြို့ဆောင်ဝင်မယ်ဆိုရင်တကယ်လို့ကိုကအဆက်အသွယ်များဖို့ဆိုရင်ဘာမှပူနေအောင်လွယ်တကူဆုံးဒီမှာမြေရထားစီလို့ရတာပါနော်ဟိုကိုကလေးရင်ပေါ်စိတ်မှဒီမှာဆိုရင်အောက်မှာအောက်ထားနေဟိုမြေအောက်ရထားဟုတ်လားမြေအောင်ခိတ်ဆုံးမှကြည့်ဒီမှာဆင်လာပြီးဆိုရင်ဒီလိုမျိုးစီမနော်နောက်ပဲမှာဒီလိုမျိုးစီမယ်ဒီမျိုးစီပြီးဆိုရင်ကျွန်တော်တို့ဒီနေရာလေးကိုလာလိုက်ပါဒီမှာသူမိတာတော့ဘယ်နဲ့ကိစီလဲဆိုတော့သူပြထားတာကတော့သူပြထားတာကိုကျွန်တော်ဟောပြမယ်ငါတို့လိုသွားရမယ်မဆိုရင်သူများတွေတန်းစီပြီးတော့ဝင်တန်းစီပြီးတော့ဝင်နေတယ်နော်လက်မပါလက်မတော့ရထားလက်မသူသွားကြည့်မယ်ဘယ်လိုမျိုးစီလဲဆိုတော့ကျွန်တော်သွားဝင်မယ်တန်းစီပြီးတော့တူတူသွားဝယ်ကြမယ်တန်းစီပြီးတော့တူတူသွားဝယ်ရမယ်သူစီးတာကတော့ဘယ်ကိစ္စလဲဆိုတာအကုန်လုံးတော့အနေကိစ္စလဲဆိုတာကျွန်တော်ပြမယ်ဒီမျိုးလက်မတွေဝယ်ရတယ်တန်းစီရစီမကနောက်မှတန်းစီဝယ်ရတယ်လက်မလက်ထားလက်မကတော့လက်ထားလက်မဝယ်နေပါတယ်ဒီတူပါဒီမျိုးလက်ထားလက်မကိုစောက်ပြီးတော့စီစောင်းရအောင်စီဘယ်လိုလုပ်မှလဲစီမံပြီးတယ်ဒီမှာလည်းမဝယ်ရဘူးကြားပြီးစောင်းရတယ်ဒီလိုမျိုးရဝယ်ရမနှမ်းစားရနော်ဒီတိုင်းဘာတော်နေနားမှလည်းနှခါဒီမျိုးမှဆိုရင်လူအပြားကြီးကြံပြရဝယ်ရမနှမ်းစားတယ်မြဲထားကျွန်တော်တို့ရဲ့မြန်မာပြည်သားတွေပေါ့နော်လာမယ်ဆိုရင်ဟိုကဘာကောင်းမြို့ထဲဝင်မယ်ဆိုရင်ကိုကဆက်သွယ်မရှိဘူးလားကြုံမဲ့လို့မရှိဘူးဆိုရင်အဲ့လိုပဲကူဆုံးပေါ့နော်ဒီမော်ကနေစီလာဒီမြေအောင်ရထားလာစီပါတော့မြေအောင်ရထားစီမယ်ခရစ်စတန်တော်စီပြနော်စီပြမယ်ဒီကဘယ်နဲ့ဂိတ်စီလဲဆိုရင်ဒီကြီးမဲ့ဆိုရင်တော့ကိုကသူရဲ့ဂိတ်မှာဆိုရင်တော့ဒီဂိတ်ဒီဂိတ်3ဂိတ်4ဂိတ်5ဂိတ်6ဂိတ်6ဂိတ်ဆုံးပေါ့နော်6ဂိတ်မှာဆုံးသူက6ဂိတ်ပဲရတယ်သူကစိတ်ကိပဲဆိုတာကိုဖျားထိုင်ဆုံးပေါ့နော်ဖျားထိုင်ထိရောက်ပြီဆိုရင်ကိုကဆင်းလို့ရပြီဖျားထိုင်ထိဆုံးပေါ့ခုဆိုရင်လူတွေကတော့အများကြီးပဲဟိုဆောင်မှုတော့ပြေတဲ့လူတွေကနေဟိုဆောင်မှုလို့ရလူကနေတဲ့အတွက်ကြောင့်ဟိုဆောင်မှုလို့ရနေတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ကသိကြပါဟိုဝန်ထမ်းသမားတွေနေတဲ့ခါကျတော့ဒီဝယ်တဲ့လူတွေအများကြီးဒီမှာဆိုရင်အများကြီးပဲဒီမှာရထားစီရအများကြီးပဲဒီအများကြီးပဲရထားဆောင်စီရထားဆောင်စီတော့အများကြီးပဲရထားဆောင်စီအများကြီးပဲဒါရထားမီရထားလက်မရပြီးဒီမျိုးကလက်မကြီးမရှိဘူးဆိုရင်ဒီမျိုးလက်မပြပေးရမှာဒီများလို့ပြောတော့တာဒီကအကုန်လုံးကစိတ်ဖေးစီဒီတုံနာပုံမျိုးလေးစားတဲ့စီမံဆိုရင်စေခေပါနော်စေခေမှာဆိုပြန်ထိုင်မှာဆိုလို့ကိုကပြန်ထိုင်မှာရောက်လို့စီကိုကကိုသွားရှင်နေရကိုတိုင်းကလည်းစီလို့ရတယ်တိုင်းကလည်းစီလို့ရတယ်ဒါကြောင့်မို့ဒီလိုသွားရမယ် let's go ကိုကစက်ထွန်းနေပြီပေါ့နော်စက်ထွန်းနေပြီဒါတော့ဟိုပန်ကောင်းမြို့ထဲဝင်မှာပေါ့နော်ကျွန်တော်တူနာပုံပြီးလေးစကနေရထားစီပြန်တော့ဒါတမရဗီဒီယိုလေးကိုကြည့်ပြီးတော့ဒီကနေ့ကျန်နေမှလည်းကို line ကို share လေးလုပ်မှာပေါ့နော်ဒီကကျွန်တော်လက်ခီသွားတဲ့သူတွေအကျိုးစီမဆိုရင်ဘာမှမတောင်းဆိုရင်ဒီမြောက်ရထားစီအလွယ်ကိုစုံလေးပေါ့နော်အလွယ်ကိုစုံပဲလားဒါမှလည်းကိုလာကြိုးစားလည်းမလို့ဒီကနာတိုင်းကဟိုတမဝယ်တော့ခရထိုင်ထိရတာပေါ့နော်ပတူနာမစီတဲ့သူဆိုရင်တော့ပတူနာမှာပေါ့ဒီဆိုရင်လည်းတော့ဘာလို့မစီလို့ရတယ်နော်ဘာလို့စီတူနာနဲ့လည်းပဲသွားမှာဆိုရင်တူနာပုံမျိုးလေးဆိုတော့ရထားစီ Next station, Nagrabad Station. Passengers can connect to SRT Eastern Line from this station. รถไฟฟ้าขบวนนี้ไปพญาไทสถานีต่อไปสถานีลาดกระบังท่านสามารถเปลี่ยนเส้นทางไปรถไฟสายตะวันออกได้ที่สถานี
Lagradar Station สถานีต่อไปสถานีลาดกระบัง Lagradar Station. Please mind the gap between train and platform. สถานีลาดกระบังโปรดใช้ความระมัดระวังขณะก้าวออกจากรถ ผู้โดยสารโปรดทราบกรุณาเดินเข้าด้านในของขบวนรถไม่ยืนกีดขวางบริเวณประตูไม่ยืนพิงเสาควรจัดห่วงเสาหรือราวขณะเดินทางขอบคุณค่ะ Attention please by the train with floor areas do not lean against stanchion and horseback or handle firmly while standing 各位乘客请注意，请向车厢中间走，与车厢出入口区保持注意，请扶稳，身体不要靠在扶手。感谢您的合作。Train to Payathai. Next station, Manthapchan Station. Passengers can connect to SRT Eastern Line from this station. รถไฟฟ้าขบวนนี้ไปพญาไทสถานีต่อไปสถานีบ้านทับช้างท่านสามารถเปลี่ยนเส้นทางไปรถไฟสายตะวันออกได้ที่สถานี Next station, Manthapchan Station. สถานีต่อไปสถานีบ้านทับช้าง ข
Ban Thap Chang Station. Please mind the gap between train and platform. สถานีบ้านทับช้างโปรดใช้ความระมัดระวังขณะก้าวออกจากรถ ผู้โดยสารโปรดทราบคือทางเดินเข้าด้านในของขบวนรถไม่ยืนกีดขวางบริเวณประตูไม่ยืนพิงเสาควรจับห่วงเสาหรือราวขณะเดินทางขอบคุณค่ะ Please move inside the train away from loud areas. Do not lean against stanchion and hold step or handle firmly while standing. 各位乘客请注意，请向车厢中间走，车厢出入口出入保持注意，请扶稳，身体不要靠在扶手。感谢你的合作。Train to Payathai. Next station, Muammar Station. Passengers can connect to SRT Eastern Line from this station. รถไฟฟ้าขบวนนี้ หัวหมากสเตชันสถานีบางบายสถานีหัวหมาก ကိုကဘာကောင်းမျိုးရောက်ဆိုတော့ဘာမှတောက်စနေတော့ဘာမှမကြောင်းနဲ့မေးကိုကလည်းကြောက်လို့စီးဒီမှာတော့ပြောတယ်ဒီကနေ့မှကိုကလည်းကြောက်လို့ဆိုင်ကြတော့ဘာလို့စီးမဆိုရင်သူတို့ကကိုယ့်အချင်းကြီးလို့သူတို့လည်းတကယ်စားလို့တာတယ်နော်ဒီစားမဟုတ်စီးကြီးယူတာပေါ့နော်စီးကြီးဘာလို့ဒီနော်ဆိုရင်တော့အကောင်းမျိုးတဲ့ထားဝင်နေတာနန်းတယ်မတဲလို့ပေါ့နော်ဒီလိုကိုကဒီမှာလည်းဟိုးဘာကောင်းမျိုးတူနေတယ်ဟိုဘာမှဆိုဟိုဘလုံးနာတော့ဘာတော့သွားမယ်ဆိုတော့အဲဒီမှာသူရဲ့ဒုနာပဲမှချမ်းဆိုသွားမယ်ဆိုလည်းရတယ်သူကဆုံးဖြတ်ဆိုတော့ဟိုဘန်ကောက်မြို့လည်းကြည့်ရတယ်နော်ဒီမီးရထားမှာဆိုရင်ကိုကဒုနာပုံများနေစင်ပြီးတော့တကယ်လို့
ဘယ်တော့မှလာလို့မတားကျွန်တော်ဆက်သွယ်မိလို့ရပါတယ်နောက်သူနာဘုံမီလေဆဲကိုရပြီဆိုရင်ဒီကတော့ဒါတော့ဒီမှာမြေရထားလန်တခံစစ်တယ်နော်ဒါကတော့မြေပေါ်မှာသွားတဲ့မြေရထားကိုကတခြားမြို့နယ်သွားမှာနော်တခြားပြည်နယ်သွားမဲ့လန်ဒီမှာစစ်တယ်နော်တခြားပြည်နယ်မှာလန်စစ်တယ်ဒါကတော့ကျွန်တော်ကဟိုလိမ်မော်ရောင်မြေရထားကိုပြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်လန်နဲ့စားရတော့ဗောနော်မြေအောက်ကိုဆင်းပြီးတော့မှသူရဲ့ဒီလိမ်မော်ရောင်ရထားခဲ့ကိုတဲရမှာပါအဲဒါကြောင့်မလန်နဲ့တော့စားရတယ်ဒီမြောက်ရထားကြတော့တခြားမြို့နယ်ကိုတော့ခြားပြည်နယ်ကိုသွားတဲ့ရထားလမ်းပါဒီမှာခြားပြည်နယ်သွားတဲ့ရထားလမ်းဒီမြို့ရဲ့ဘာကောင်းမြို့ရဲ့ဝင်ပြီးတခြားရထားဒီမှာတခြားဒါတော့ကားနဲ့သွားမယ်ဆိုတော့သွားရမယ်နေရာကိုသွားချင်တဲ့နေရာဆိုအဲဒီစိမ့်ပြီးတော့ကိုသွားချင်တဲ့မြို့ကိုကနေရာကိုလည်းကိုသွားလို့ရတယ်ဒီဝမ်းမာနေရပါတော့ကိုကတကယ်လို့အများဆုံးသွားချင်တော့ကျွန်တော်ကဟိုလက်လောင်းနဲ့သွားမယ်ဆိုတော့ဒီမှာရထားစီတာပေါ့နော်တိုင်းပေါ်ရထားပြောင်းမယ်ဆိုတော့ဒီရထားလာပြောင်းဒီမှာသူ့ခိတ်ပေါ်တက်ရမယ်လို့သွားကြည့်ကြမယ်ဒီပါမယ်ဒီလိုသွားမယ် let's go ဒီသွားမယ် let's go ဒါတော့တိုင်းပေါ်ရထားကိုစီးတော့နော်ဟိုဘက်မှာကျွန်တော်သူ့နာပုံပြီးလေစိတ်ကနေလာတဲ့ရထားလမ်းဘုံရထားလမ်းမှာဒါမှခိတ်ပြောင်းမှာကြတော့ဒါဟိုမှာကိုလန်းကတော့ဟိုမှာတွေ့လားလာနေပြီသူ့နာဘုံမီလေရင်ကိုရနေလာတဲ့ရထားဟိုမှာလာနေပြီဟိုမှာကြည့်လိုက်သူ့နာဘုံမီရထားလားသူ့နာဘုံမီဒီစိတ်ကလာတဲ့ရထားသူကဟိုသူ့ခိတ်ဆုံးမှာတော့ဟိုမှာလာနေပြီတွေ့လားသူ့နာဘုံမီရထားအဲ့ဒါဟိုဖျားထိုင်တစ်စုံတယ်ဖျားထိုင်တစ်စုံတယ်ဒီမှာတော့ကျွန်တော်ကတော့လက်လောင်သွားဖြစ်တဲ့ဒီမှာသူ့ရနာဒီမှာလိမ်မော်ရထားလမ်းဟိုမှာသူလာနေပြီဟိုမှာဒါဘယ်နေရာကိုသွားချင်လဲပတူနာလာပဲသွားတယ်ဒီရထားကိုစီပြီးတော့သွားလို့ရတယ်နော်ဒီရထားနေရာနဲ့သွားရတာမိုးပြန်ရထားသူကပန်ကောင်းမျိုးတပနဲ့လိုက်ပန်အဲ့ဒါသူခဲ့တယ်အများကြီးပဲအဲ့ဒါမတို့သွားရမယ်ဟိုမှာသူနာဘုံမျိုးပြန်တဲ့ရထားတစ်စီးပြန်သွားပြန်ပြီသူနာဘုံမျိုးဒီအဲ့ဒါရထားနေရတယ်အဲ့ဒါကြောင့်မို့ဟိုကဒီခဲကိုရလို့ရှိရင်ကိုဘယ်နေရာတော့မိုးပြန်ရထားနဲ့သွားရင်မြန်တယ်ကိုကဘယ်နေရာသွားချင်လဲဒီတူနာဘုံမီလေစေကနေတို့တော့ကျွန်တော်တို့မြန်မာပြည်သားတွေတူနာဘုံလေစေရလို့ရှိရင်ဘာကြုံမဲ့လို့မရှိဘူးဟောမမတောက်ဆိုရင်ကျွန်တော်လည်းဆက်သွယ်ပြီးတော့ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့စီလို့ရတယ်နော်ဒီရထားစီပြီးတော့ဘယ်မှာဆင်းမလဲကိုကဘယ်မှာသွားရလဲဒီမှာစီးပြီးဆိုရင်မေးလို့ရတယ်နော်ရထားပေါ်မှာကိုလမ်းသမားတွေစီးတယ်ကိုမေးလို့ရတယ်ကိုသွားမဲ့နေရာကိုဘယ်လိုမျိုးသူတို့ပြောပြလိုက်ကိုဘာလို့မတောက်ဆိုတော့ကိုကဖုန်းထဲမှာလည်း application လေးတို့ပြောပြပြီးတော့လက်မဝယ်လို့ရတယ်အပါရအောင်မှမထည့်ပါဘူးเนาะလွယ်တကူပဲအဲဒါကြောင့်မို့ဒီမှာဒီဘက်ရောက်ရင်ဒီတော့အောက်ကိုနည်းနည်းဆင်းမယ်ဒါကတော့ယထာဘုရားပေါ့နော်ဟိုမှာဆိုရင်ယထာဘုရားကိုနာဘုံမီယထာဘုရားဟိုမှာဖြစ်တယ်နာဘုံမီယထာဘုရားကျွန်တော်ဆင်းလာဟိုမှာကျွန်တော်လက်ညှိုးထိုးဆင်းလာဒီမှာကတော့လိမ္မော်ရောယထာလန်းဟိုမှာလိမ္မော်ရောယထာလန်းဒီမှာယထာပါပြီဟိုမှာသူခေကတော့ဒီမှာရှိတယ်သူခေကတော့ဟိုမှာရှိတယ်အဲ့မှာပါစီတော့ကိုသွားရမယ်ချင်းတဲ့နေရာသွားရတယ်လက်စကိုတို့သွားရမယ်တို့သွားကြမယ် let's go လာပြပြတယ်တော့ကယထာစီတဲ့မခဲ့ပါဘူးเนาะကျွန်တော်လာပြီးတော့ဒီဗီဒီယိုလေးရအတန်းကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့ဘိုးတူတာတွေရမယ်ကို like ကို share ကို subscribe လုပ်မယ်ကျွန်တော်ရဲ့စောင့်ကြည့်ချင်တဲ့ကျွန်တော်ရဲ့ YouTube channel ကိုလည်းသွားကြည့်ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုတော့ကို like ကို share ကို subscribe နောက်ကို share ကို subscribe စောင့်ကြည့်မယ်ဆိုတော့ကျွန်တော်ရဲ့ YouTube channel လေးမှာပါကြည့်မယ်เนาะ YouTube channel လေးမှာအဲဒါကြောင့်မို့တို့လိမ္မော်ရောင်မိုးပြန်ရထားစီဖို့တူမယ် let's go စถานีဝေါ်မာကိုရောက်နေပါတယ်เนาะဒါဝေါ်မာပေါ့เนาะဒါစถานีဝေါ်မာဂိတ်ပေါ့เนาะဟိုမှာဒီလိမ္မော်ရောင်ရထားဆိုရင်သူ့နာဘုံမီရစရရထားလမ်းရအောင်မှာဟုတ်လားဟိုမှာထားတာဟောရဗီဒီယိုလေးကိုသေစိတ်ပြတာပေါ့เนาะကိုကဟိုသူ့နာဘုံမီကနေစီးမယ်ဆိုရင်ဒီမှာပြည်ကိုလာပြီးတော့သူ့နာဘုံမီကိုစီးမယ်သူ့နာဘုံမီရထားလမ်းနဲ့ရထားနေလာမယ်ဆိုရင်ဘာမှဟိုသူများဟိုငါးစားမလို့ဝယ်စားတယ်မဟုတ်ဘောနော်လာကြုံမဲ့လူတွေကားတယ်လည်းငါးစားမလို့ဟိုကလွယ်တဲ့ပူဆုံးကျွန်တော်ကိုဆက်သွယ်ပြလို့ရတယ်ကျွန်တော်ကကူညီပြလို့ရပါတယ်ကျွန်တော်ကိုဆက်သွယ်ရကျွန်တော်ကအမြဲတမ်းသူ့နာဘုံမီလေးစိတ်မှနေတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ဆက်သွယ်ပြီးတော့ကျွန်တော်ကိုမေးပြီးတော့ဘယ်နေရာသွားမယ်ကျွန်တော်
ရထားပေါ်တင်ပေးမယ်ပေါ့နော်ကျွန်တော်ရထားပေါ်တင်ပြီးတော့ပြန်မဆင်းရမယ်ကျွန်တော်ပြောပြမယ်ဘာမှမကြောက်ပါနဲ့အဲစကားမတားတဲ့လူသေးလေးတွေပေါ့နော်တကယ်လို့ကျွမ်းတဲ့လူတွေကတော့ပြောတော့ပါဘူးသူကတော့ကျွန်တော်ဒီလိမ္မာရဲ့ထားလေးကိုစီးရပါမယ်နောက်တော့ဒီတော့လည်း let's go နောက်တော့สถานีต่อไปสีครีค่ะ next station สีครี နောက်တော့မှုတော့ဒီဘက်မှာ let's go สถานีต่อไปแยกลำไส้ next station แยกลำไส้ အခုမှတော့စကန်လေးလောက်လောက်ရောက်နေပြီเนาะကျွန်တော်ဒီမှာဒီလိမ္မာရထားကိုကျွန်တော်ဆင်းပြီးတော့ဒီမှာလောက်လောက်တော့လောက်လောက်ကျွန်တော်ရောက်နေတယ်ကျွန်တော်ဆင်းလိုက်ပါပြီဒီမှာလောက်လောက်တော့ဒါဆင်းရမြင်အားတော့ပါပြီအများကြီးကိတ်တွေအများကြီးရှိတော့ကိတ်တွေအများကြီးရှိတော့လောက်လောက်နေလွယ်လောက်လောက်ဆွဲစက်ပြီးတော့တရားလက်စက်ပြီးတော့စက်ပြုတ်ရောက်နေပါတယ်။ဒါကြောင့်ကျွန်တော်တို့ဘယ်ကိစ္စလဲတော့ကြည့်မယ်။အပလောင်းတရားပြောပါ။တရားပြောရောက်နေပါတယ်။အဲဒါကြောင့်ဘာကြမယ်။ Let's go ဒါကျွန်တော်မြေအောက်ဝယ်စီမယ်။ဒီလိုတော့ကျွန်တော်ကြောက်မှာနော်။ဒီဘယ်ကိစ္စလဲဆိုတော့ဒီတာတော့အကုန်လုံးကတော့ဒီကိဘာတရားနေလာတယ်။ဒီကိငါကိဆောက်ကိကိုစိတ်ကိုပြောလို့ဆောက်လို့စတဲ့ကိစနေကိစတော့ဆက်လက်ဆက်ငါစတာဆက်ချက်ဆက်ဖို့မစန်ဆက်ပြမစန်နဲ့ဆက်တော့ဆက်တော့ဒီနော်ဆက်တော့အနေဆက်တော့မာနာတော့ပြပါဒီမှာသူပြဆွဲတာတော့ဒီမှာကဲတွေကတော့ဒီမှာမျိုးလို့သူပြဆွဲတာတော့ဘန်ကောင်မြို့သူကပါပြဆွဲတာပေါ့နော်ဘန်ကောင်မြို့ကိုသူကတော့ပတ်ပြေးဒါနေစေဒါတော့ပြေးတာပေါ့နော်ဒီမှာတကယ်ဒီမှာမြေပုံကြည့်တာလည်းဆိုတော့ဒီမြေပုံတွေ့ရတယ်ဒီမှာတကယ်3ကဲ5ကဲ6ကဲ7ကဲ8ကဲ9ကဲ10ကဲ11ကဲ12ကဲ13ကဲ14ကဲ15ကဲ16ကဲ17ကဲ18ကဲ19ကဲ20ကဲ21ကဲ22ကဲ23ကဲ24ကဲ25ကဲ26ကဲ27ကဲ28ကဲ29ကဲ30ကဲ31ကဲ32ကဲ33ကဲ34ကဲ35ကဲ36ကဲ37ကဲ38ကဲ39ကဲ40ကဲ41ကဲ42ကဲ43ကဲ44ကဲ45ကဲ46ကဲ47ကဲ48ကဲ49ကဲ50ကဲ51ကဲ52ကဲ53ကဲ54ကဲ55ကဲ56ကဲ57ကဲ58ကဲ59ကဲ60ကဲ61ကဲ62ကဲ63ကဲ64ကဲ65ကဲ66ကဲရှိရပြည့်စွဲတာအကုန်လုံးကို20ရက်တော့ပြည့်စွဲတာပေါ့နော်ဒီလိမ္မော်ရောရက်ခါမှဆိုပြည့်စွဲတာအကုန်လုံးက23ကဲသူကသူကဲကိုသူကဲရောက်သူ့နာမည်နဲ့ပါတယ်အင်္ဂလိပ်စာကျွမ်းတဲ့သူကတော့အင်္ဂလိပ်စာဖတ်လို့ရတယ်နော်ကျွန်တော်ကတော့အမှန်တကယ်ကျွန်တော်ကတော့ပါနည်းနည်းပါပဲတားတယ်နည်းနည်းပါပဲကျွန်တော်ကတော့နာမည်လေးနဲ့မှတ်ပြီးတော့စီတယ်ကျွန်တော်ကတော့အဲ့လောက်ဒီပညာရေးချင်းမှအဲ့လောက်ဒီမရပါဘူးအဲ့ဒါကြောင့်မို့ပညာရေးချင်းမတက်လဲဘောလုံးစီလို့ရတယ်လူကကိုမကိုပိုင်ကျန်ဆန်းစီတယ်သူကပညာရေးချင်းပြည့်စုံနေတယ်ဒီမှာဒါဆိုရင် let's go ကျွန်တော်လောက်လောင်သွားပါရင်လောက်လောင်တရားတိကိုသွားမယ်အဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးမှာဆိုရင်ဘာကောင်းမျိုးရဲ့သွားပုံပန်းလေးကိုကျွန်တော်ရိုက်ပြတာဖြစ်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုကြည့်လဲညီကောင်မတော်ကအကိုရမတဲ့ပရိသတ်အားလုံးပေါ့နော်တကယ်လို့ကိုတက်ဘူးသူတက်ပညာရေးမှာဆိုရင်ကို like ကို share ကို subscribe လုပ်မယ်ဒီလိုစီတော့ကို like ကို share ကို subscribe လုပ်မယ်ကျွန်တော်ရဲ့ပြည့်စုံဗီဒီယိုပြည့်စုံကြည့်တော့ YouTube channel မှာကြည့်မယ် let's go အခုကတော့ကျွန်တော်လက်ဖလောင်းဆိုရလက်ဖလောင်းလမ်းပေါ်လမ်းကြားပေါ့နော်လက်ဖလောင်းလမ်းကြားမှာဆိုရင်သူက100နဲ့28မှာကြောင်းနေပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုကိုစောင့်ကြည့်ကြည့်ချင်တော့ကျွန်တော်ရဲ့ YouTube channel လေးမှာသွားမယ်ကျွန်တော်ရဲ့ YouTube channel လေးမှာသွားမယ်နော် YouTube channel လေးမှာဆုံးမှာသွားမယ်အခုကတော့ကျွန်တော်လက်ဖလောင်း100ကိုကျွန်တော်နောက်မှာ100နဲ့28အဲ့ဒါကြောင့်မို့ကျွန်တော်လက်ဖလောင်းဆွဲ100နဲ့28မှာရောက်နေပါတယ်ကျွန်တော်ရဲ့ဆိုလီယာမိသားစုတွေပေါ့နော်တကယ်လို့သွားမတလာမတဘူးဆိုရင်ဒီမှာကျွန်တော်ရဲ့ဗီဒီယိုကြည့်ပြီးတော့သွားလို့ရတယ်ဒီမှာလက်ဖလောင်းလမ်းကြား128မှာကျွန်တော်ရနေပါတယ်အဲဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုကို
ခဏတော့ဆိုရင်ကိုလိုက်ကိုချက်ကိုစကားပါတော့ပညာဘိုးတူတရလို့ဆိုရင်ကိုလိုက်ကိုချက်ကိုစကားဒီလိုဆိုတော့အစောတိကြည့်ချင်တော့ကျွန်တော် YouTube channel မှာပါမယ်အားလုံးကိုကျွန်တော်ကိုကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါ